ပြီးကျွန်တော်ဘိုးကျိုးရဲ့အဖြစ်အပျက်လေးတစ်ခုပြောချင်တယ်ကျွန်တော်အချိန်လေးပြီးပါပြီเนาะကျွန်တော်ဒါလေးတော့ပြောချင်ပါတယ်ဒီနေ့က2ယောက်တည်းဆိုတော့เนาะကျွန်တော်မြန်ပြောပါမယ်ဆရာကိုလည်းအားနာပါတယ်ကျွန်တော်နည်းနည်းအချိန်ပါသွားလို့ဖြစ်တဲ့အချိန်ကတော့1946ခုနှစ်စက်တင်ဘာလ26ရက်နေ့နောက်ပိုင်းတစ်လခန့်မှာစာရေးဆရာတက္ကသိုလ်နေဝင်းကိုသိမယ်ထင်ပါเนาะစာရေးဆရာတက္ကသိုလ်နေဝင်းကဘိုးကျိုးရဲ့အပားတော်မြေဘိုးထွန်းလာဖြစ်ပါတယ်အပားတော်မြေဆိုတာ secretary ပေါ့ဗျာကိုရေးအရာရှိတက္ကသိုလ်နေဝင်းကဘိုးကျိုးအကြောင်းတော်တော်ရေးခဲ့တာအဲ့ဒီ1946ခုနှစ်စက်တင်ဘာလ26ရက်နေ့နောက်ပိုင်းတစ်လခန့်မှာစာရေးဆရာတက္ကသိုလ်နေဝင်ကဘိုးကျိုးအကြောင်းဘိုးကျိုးရဲ့အပားတော်မြေဘိုးထွန်းလာဘိုးကျိုးအကြောင်းရေးထားတာဆရာတပည့်နှစ်ယောက်ကအဲ့ဒီနေ့မနေ့ကဘိုးကျိုးကတော့ဒေါခင်ကြီးကျွေးတဲ့ဘဲဥဟင်းတမယ်လေးနဲ့ပဲထမင်းစားခဲ့ရဘဲဥဟင်းတမယ်လေးနဲ့ပဲထမင်းစားခဲ့တော့ဘိုးကျိုးကတိတ်ထမင်းစားလို့မဝထမင်းသိတ်စားမကောင်းဘူးဗျာအဲ့ဒီနေ့ကလည်းဖြစ်ချင်တော့ဒရိုင်ဘာကယုံမလာတဲ့အခါမှာအပားတော်မြေဘိုးထွန်းလာကိုယ်တိုင်ဘိုးကျိုးကိုကားမောင်းပြီးတော့ယုံပို့ဘိုးကျိုးကယုံရောက်တဲ့အခါတနေ့လုံးအလုပ်လုပ်ပြီးညနေယုံဆင်းတဲ့အခါမှာသူကထမင်းဘယ်လိုခေါ်မလဲဘိုက်စာလာတယ်မနေ့ကထမင်းကောင်းကောင်းမမိန်တဲ့အခါမှာအဲ့တော့ဘိုးကျုပ်ကဘိုးထွန်းလာကိုပြောတယ်အေးမောင်ထွန်းလာရေကွာတယ်ငါတို့မကူလန်းကကြက်သားပလာတာလေးညာစားရင်ကောင်းမလားဟာဘိုးကျုပ်ကောင်းတာပေါ့ဗျာသွားစားမလားဘိုးကျုပ်အေးအဲ့လိုတော့မလုံးတယ်နေဦးနဲ့ငါအိတ်ထဲမှာပတ်စံတပြားမှမပါဘူးတဲ့အဲ့တော့မင်းငါ့ကိုကြက်သားပလာတာကျွေးမလားအဲ့တော့ကျွန်တော်ဒီမှာစပြီးကျွန်တော်ဘိုးကျုပ်ကိုစားလေးနိုင်ငံရဲ့အထုပ်တိတ်ဖားစားပလာရဲ့ဥက္ကဋ္ဌအိတ်ထဲမှာပတ်စံတပြားမှမရှိပဲရုံသွားတယ်အဲ့တော့ကျွန်တော်ဒီဘက်ကလက်စားတာတွေဘာတွေဆိုတာဒီဟာလေး logical thinking နဲ့တွေ့ရင်ကြည့်နိုင်တယ်ဘိုးကျိုးရဲ့လက်စားမှုလက်မစားမှုဘယ်လောက်ထိရှိလဲ logical thinking နဲ့ကြည့်ရင်သိနိုင်တယ်အဲ့လိုပြောတော့ဘိုးထွန်းလာကငါ့ကိုကြွေးမလားဆိုတော့ဘိုးကျုပ်ကိုပြန်မပြောဘူးမှာ तू ကသူ့အိတ်ထဲ तू ပြန်ကြည့်တဲ့အခါမှာသူ့အိတ်ထဲမှာလည်းပတ်စံတပြားမှမပါဘူးဒါလည်းပဲကျွန်တော်2012ခုနှစ်ကလူငယ်တယောက်အနေနဲ့အဲ့လူငယ်နှစ်ယောက်ကိုကျွန်တော်လှမ်းပြီးတော့ဥညွတ်တယ်တကယ်နိုင်ငံရဲ့အထွတ်အထိပ်ပုဂ္ဂိုလ်တွေကပတ်စံတပြားမပါဘဲနဲ့ပြည်သူကိုအလုပ်ကျွေးပြဖို့ယုံတတ်တယ်အဲ့ဒီဘက်ကမှာဆိုကျွန်တော်တို့ကလူကြီးကတော်အတွင်းမှုကကဲလို့ပြောတာဟုတ်အဲ့ဒီအကြီးဆုံးပုဂ္ဂိုလ်ကြီးရဲ့ကိုရေးရာရှိကလည်းပတ်စံတပြားမပါဘဲနဲ့ယုံတတ်တယ်သူတို့ဆရာတပည့်နှစ်ယောက်ရဲ့စိတ်ထားကိုကျွန်တော်တို့ဒါလေးနဲ့တွေးကြည့်လို့ရတယ်လက်စားတာမစားတာတွေကခဏဖေတာလို့ရဒါပေမဲ့ဘိုးထွန်းလာကဘယ်လိုပြောလဲဆိုသူစိတ်ထဲမှာပတ်စံမပါပေမဲ့ तू ကဘိုးကျိုးကိုကြက်သားပလာတာကျွေးခြင်းငါ့အိတ်ထဲမှာလည်းပတ်စံမပါဘူးဘိုးကျိုးကိုလည်းကြက်သားပလာတာကျွေးခြင်းနဲ့ငါဘယ်လိုလုပ်ရမလဲဒါ तू မကိုလန်းမှာ तू ចောင်းသားဘွားကအကျွေးစားစားနေတဲ့ချစ်တီးဆိုင် तू တတိယဟုတ်ပြီအဲ့ဒီဆိုင်သွားရင်ကောင်းမယ်ဆိုပြီး तू အဲ့ဆိုင်ကိုမောင်းအောင်ဆိုင်ရှိလေရောက်တဲ့ခါမှာဖားစားပါလာရဲ့ထိတ်တန်းပုံကိုယ်တွေဖြစ်တဲ့အတွက်ဆိုင်ရပွိုင်းလေးတွေကပြတလဲနဲ့ VIP လို့နဲ့ခေါ်သွားတယ်ပြင်ကျွေးပြင်ဘိုးကျုပ်ကအဲ့ဒီမှာလက်ဆေးရည်ယူတဲ့အခါမှာဒါဘိုးကျုပ်3ရည်ဆိုပြတလဲနဲ့ဘိုးကျုပ်ဆိုသူတို့ကဖားတဲ့နေနဲ့တေချာဟိုဘက်ကလက်ဆေးရည်ဆိုဘိုးကျုပ်ကတခွန်းပြောလိုက်တယ်ဟဲ့အောင်နေလုံးမနေပါနဲ့အပိုတွေရေးဆိုတာအတူတူပဲတွေ့ရဘိုးကျုပ်ကဘုံမိုင်းနေကောက်ဆေးပြီးတော့ဘိုးကျုပ်ကအားရပါရကြက်သားပလာတာနှစ်ပွဲမှာကြီးစားဘိုးကျုပ်စားလို့လည်းပြီးကန်နေတဲ့အခါကျတော့ဘိုးထွန်းလာကဘိုးကျုပ်နာကနေမတိမတာနဲ့ကောင်တာကိုထွက်ချစ်တီကောင်တာကဒီကောင်တာဆိုင်ပိုင်ရှင်ကိုသွားပြီးတော့ခင်ဗျားကျုပ်တို့ကိုသိတယ်ကျုပ်ကိုသိလားခင်ဗျားတို့ကျုပ်သိတာဗောခင်ဗျားတို့ကတကယ်ဖားစားပါလာထိတ်တန်းပုဂ္ဂိုလ်ကြီးတွေပဲအဲ့ဒါကျုပ်ပြောတာမဟုတ်ဘူးလေကျောင်းတော့ခင်ဗျားဆိုင်မှာကျုပ်အကျွေးခဏစားဘူးလားခင်ဗျားသိတယ်မဟုတ်လားဆိုင်ရှင်ကသိတယ်သိတာဗောခင်ဗျားကလည်းခင်ဗျားကျောင်းသားဘွားတွေကျုပ်ရှိမှစားနေကြအဲ့ဒါဆိုလဲဗျာကျုပ်တို့ဒီနေ့စားတာပတ်စံမပါဘူးဒါပဲဗျာခင်ဗျားကျောင်းတော့ကလည်းကျွန်တော်အကျွေးစားနေကြပဲအဲ့တော့ဒီပတ်စံကိုကျုပ်ညက်နေကြရင်လာရှင်းမယ်ခင်ဗျားကျုပ်ကိုယုံတယ်မလားယုံတာဗောဗျာတဲ့ကိစ္စမရှိပါဘူးဟုတ်ပြီရဲ့ဒါဆိုရင်ဒီကိစ္စကိုဘိုးကျုပ်လုံးဝမသိစင်နဲ့ဘိုးကျုပ်ရှိမှတော့ပတ်စံရှင်းပြီးတဲ့အတိုင်းပဲနေဆိုပြီးတော့သူကသွားပြောပြီးတော့ဒီဘက်မှာလာခဲ့တယ်ကျွန်တော်ဗာပြောချင်တာလဲဆိုတော့အဲ့ဒီနေ့ကဘိုးထွန်းလာဘိုးကျုပ်ကိုအကျွေးကြက်သားပလာတာကျွေးခဲ့တာကျွန်တော်တို့ရဲ့နိုင်ငံရဲ့ထိတ်တန်းကောင်းဆောင်ပြီးနှစ်ဦးကမကိုလန်းမှာကြက်သားပလာတာအကျွေးစားခဲ့တဲ့ဖြစ်ရလေးတခု